imagine စုကတဲ့ကျွန်တော်တို့ဒီ waterproof material နဲ့ပြုလုပ်ထားတယ်ဒီပေါ်ဒါကတော့waterproof ဖြစ်မှလည်းရမှာလေဒါကြီးဝတ်ပြီးရေဝင်သွားရင်ကိုယ်ပါထပ်ပြီးမြုပ်သွားမှာဆိုဘာမှမထူ waterproof ဖြစ်မှာမျက်နှာလွဲပြီးတော့ body တစ်ခုလုံးကာပါဖြစ်ရပါမယ်ဒါတော့ကိုဝတ်ကြည့်တော့သိပါတယ်မျက်နှာလေးတစ်ခုပဲပေါ်နေတာပေါ့ body တစ်ခုလုံးကာပါဖြစ်တယ်ခုနအတိုင်းပဲမီးတွေကဖြစ်သွားရင်2စက္ကန့်တွင်မီးမလောင်အောင်ပေါ့နော်အဲ့တော့ပြီးအခြားသူတွေရဲ့ assistant မပါဘဲနဲ့တဲ့2မိနစ်တွင်ဝတ်ဆင်နိုင်ရမယ်အဲ့တော့ခုန light jacket က10မိနစ်တွင်ဝတ်ရမယ်လို့ပြောထားတယ်ဟုတ်တယ်မလားအဲ့တော့ imagine စုက2မိနစ်တွင်ဝတ်ရမယ်ပေါ့နော်အဲ့တော့ sea water temperature တဲ့ -1 degree ကနေ30 degree Celsius အတွင်း operate လုပ်နိုင်ရပါမယ်တဲ့သူပြောထားတာကလေ-1 degree Celsius လို့ပဲပြောထားတာတွေ့လား-1 degree Celsius လို့ပဲပြောထားတာ-2 -3ဆိုရင်အခု light jacket က operate လုပ်နိုင်ကြမှာလုပ်နိုင်လိမ့်မယ်ဒါကိုပြောတာမနော်သူ့ရဲ့ perform လုပ်နိုင်တာ-1 degree Celsius ကနေ30 degree Celsius အတွင်းမှာလုပ်နိုင်အဲ့တော့အရန်အေးတဲ့ polar region လိုမျိုးအရန်ရေခဲနေတဲ့နေရာမျိုးမှာ imagine စုစင်သွားလဲသိမှာပဲအဲ့လိုဖြစ်သွားပါတော့မရဘူးဆိုတာကိုပြောပြတာဒီ-1 degree Celsius မှာရှိမနေတာသူတို့က-10 -20 လောက်သွားမှာအောင်သိရမှာအရန်အေးတယ်နောက်က imagine စုဝတ်ထားတဲ့သူတယောက်ကတဲ့5 meter အမြင့်ရှိတဲ့ vertical လှေကားကိုလည်းအတက်ဆင်းလုပ်နိုင်ရမယ်တဲ့ imagine စုဝတ်ထားပြီးတော့လှေကားတက်ဆင်းလုပ်နိုင်ရမယ်ပေါ့နော်ပြောတာတော့ imagine စုဝတ်ထားလို့လှေကားမတက်နိုင်ဘူးလုပ်လို့မရဘူးဝတ်ထားပြီးတက်နိုင်တယ်နောက်တစ်ခုက abandon မှာလည်း normal duty တွေကိုလှုပ်ဆောင်နိုင်ရမယ်ခုနကလို abandon ရှင်းလုပ်မယ်ကိုကပါလဲဥမာပင်ဖြုတ်မှာလားသဘောကဟုတ်တယ်မလားဒါ bottom blood ပိတ်မှာလားသဘောကlike imagine ဆိုဝတ်ထားပြီးတော့ bottom blood ကျွန်တော်မပိတ်လို့မရဘူးဘာညာလုပ်လို့မရဘူး bottom blood ပိတ်နိုင်ရမယ်ပေါ့နော်ပြောရမှာအဲ့လိုမျိုးကျွန်တော်လက်ကလှည့်လို့မရဘူးလို့ဘာလို့လုပ်လို့မရဘူးနောက်တစ်ခုက4.5 မီတာအမြင့်ခုန်ချမယ်ဆိုရင် imagine စုတွေကိုရေဝင်တာတို့ပျက်စီးသွားတာတို့ကျွတ်ထွက်သွားတာတို့ injury ဖြစ်ချင်တာမျိုးမရှိရဘူးဒါကတော့ခုန light jacket နဲ့ဆင်တယ်ပေါ့နော်အဲ့ဆိုတော့အမြဲတမ်းအဲ့မှာအသေးမှတ်ထားလို့ရတဲ့ဟာရှိတယ်အမြဲတမ်း 4.5 ကအမြဲတမ်းပါတယ်သိလား4.5 မီတာအမြဲတမ်းပါတယ်ဘယ်အမြင့်ကခုန်ချမလဲဆိုရင်4.5ပဲပြောလိုက်အဲ့အသေးကြတယ်အဲ့ဒီ4.5 light jacket ပဲဖြစ် imagine စုပဲဖြစ်4.5ပဲနောက်တစ်ခုကမီးတွေကဖြစ်သွားရင်2စက္ကန့်light jacket ကလည်း2စက္ကန့်ပဲအခုအသေးသားမှတ်ထားတယ်2စက္ကန့်ပဲဘယ်ချိန်မီးမလောင်လဲ2စက္ကန့်တွင်မီးမလောင် within 2 စက္ကန့်နဲ့မီးမလောင်ဒါပြောလိုက်ပြတ်သွားဒါလေးနည်းနည်းကွာမယ်ဒါလေးနည်းနည်းမှတ်ထားရမယ်ပေါ့နော်ပြင်ဒီလှေကားဆိုရင်5 မီတာလို့မှတ်ထားလိုက်အဲ့ဆိုရင်ကိုကပြန်ပြောရချင်ကြရင်အဆင်ပြေတယ်ပေါ့ဒါဒီအကုန်လုံးကဒီ level ရောက်ပြီဆိုရင်ဒီအဆင့်ရောက်ပြီဆိုရင်ကိုအောင်ပြီလေသိလားဆိုတော့ဟိုတယ်မှာကျင်းနေအောင်ပြီကျင်းနေအောင်ဒီအဆင့်မှာကဒါနောက်ဆုံးဆင့်ရောက်သွားပြီကိုနောက်ဆုံးဆင့်ဆိုတော့အခုကပုံမှန်လေးလောက်ပြောနိုင်ရပြီအချက်အားလုံးကြီးမပြောနိုင်ရင်တော့မှမင်းရေထဲခုန်ချမယ်ကွာဘယ်နှမီတာထိခုန်ချလို့ရလဲဆရာအဲ့ဒီ4.5 မီတာအမြင့်ခုန်ချမယ်ဆိုရင်ပြုတ်ထွက်သွားတယ် injury ဖြစ်သွားတယ်ပျက်စီးသွားတယ်မရှိရဘူးဆရာဘာညာပေါ့အဲ့လိုမျိုးပေါ့အဲ့ဆိုလောက်ပါအောင် imagine စုက sea water temperature ဘယ်လောက်ထိ operate လုပ်နိုင်တာလဲဆရာ-1 degree Celsius ကနေ30 degree Celsius အတွင်းမှာဆရာဘာညာပေါ့အဲ့လောက်ပြောလိုက်ပြီဆိုရင်ဒါကိုကလောက်ထားမှန်းသိသွားပြီဆိုရင်အခုနည်းနည်းလေးမှားပြောလဲပေးအောင်လို့ပေါ့နော်ပေးအောင်လို့အဲ့အဆင့်တွေကိုလက်ခံတယ်ဒါကလက်ခံတယ်အကိုပေးမမှားမှာက rule နဲ့ situation တွေကိုလုံးဝပေးမှားမှာပေါ့အဲ့အရေးကြီးရပေါ့နော် rule နဲ့ situation ရှိတယ်နောက်တစ်ခုကကျွန်တော်တို့ဒီတော့ပေါ့ imagine စုဝတ်ပြီးတဲ့sorry survival craft ပေါ်တက်ဖို့ short distance ရေကူးသွားနိုင်ရမယ်ခုနအတိုင်းပဲပေါ့နော်ခုန light jacket လည်းဝတ်ပြီးရေကူးသွားနိုင်ရမယ်ပေါ့ imagine စုပြီးရေထဲမှာရှိတဲ့ကားတဲ့အဲ့လီ20မိနစ်အထိရေမဝင်သေးရဘူးတဲ့ imagine စုပြီးရေထဲရှိတဲ့ကျွန်မမိနစ်20အနည်းဆုံးမိနစ်20ရေမဝင်ရအောင်ပေါ့နော်နောက်တစ်ခုက insulation imagine စုဆိုရင် one clothing နဲ့တွဲဝတ်ရမယ့်အကြောင်း instruction မှာရေးထားတယ်တဲ့တခါလေကျရင် तू က insulation ပါမနေဘူးအထဲမှာ insulation ပါမနေဘူးဆိုတော့နှွေးမနေဘူးလို့ပြောတာနှွေးမနေဘူးဆိုရင်အထဲမှာကိုကဘာလုပ်ရလဲဆိုတော့အနှွေးတွေတစ်ထပ်လောက်ဝတ်ဘောင်းမီဆိုလဲဘောင်းမီပေါ့လောင်းကြုံတွေပဲဝတ်အဲ့လိုဝတ်ပြီးတော့ imagine စုဝတ်ပေါ့နော်အဲ့ဒါဆိုအဲ့မျိုးစားလားဟုတ်လားမဟုတ်လားဆိုတာကအခု instruction မှာကြည့်လို့ရတယ် instruction မှာရေးထားတယ်ပေါ့နော်နောက်တစ်ခုက 5 degree Celsius ရှိတဲ့ရေထဲမှာတနားကြာရင်တဲ့ body temperature 2 degree ထက်ပိုပြီး loss မဖြစ်ရဘူးတဲ့ဒါပေါ့ခုနကတော့ကျွန်တော်တို့ရဲ့ body temperature အဓိကရေထဲအေးရဲရောက်သွားပြီဆိုရင် body temperature ကျလာမှာပေါ့ body temperature ကျလာမှာဆိုရင် body temperature မကျအောင်ကျွန်တော်တို့က imagine စုဝေးရတဲ့အကြောင်းရင်းက body temperature ကျတဲ့နှုန်းကိုနှင်းအောင်လုပ်လိုက်တဲ့သဘောပေါ့နော်သဘောကအဲဒါကြောင့် light red တို့ကျွန်တော်တို့ light bulb တို့ပေါ်ရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီရေတွေပိုင်းစိုးနေတာမျိုးဆိုရင်အင်ကြီးတွေပိုင်းချုပ်ပြရတာလေကျွန်တော်နှွေးအောင်ပြန်လုပ်ရတာပေါ့ပြောချင်တာနှွေးအောင်ပြန်လုပ်ရ
နောက် insulation ပါတယ် immersion suit ဆိုရင်ね0 to 2 degree Celsius မှာရေထဲမှာ6နာရီကြာရင် body temperature 2 degree Celsius ထက်ပိုပြီး loss မဖြစ်ရဘူးအဲ့တော့မှတ်တာ body temperature ဆိုရင်2 degree ကြီးပဲတွေ့လားကြက်တဲ့ချိန်ကျရင်အကိုစာပြန်ကြက်တဲ့ချိန်ကျရင်မှတ်လွယ်အောင်အဲ့လိုမျိုးအသေးမှတ်ထားလိုက်2 degree 2 degree အဲ့လိုနောက်တစ်ခုက marking ခုနပြောတဲ့ marking တွေဘာတွေပါမလဲ margin စုတွေမှာ refracted ကတ်ထားတယ်เนาะဒါသိကြတယ်သူကဘာတွေပါတယ်ဆိုတော့ manufacturer name ပါတယ်သူက like imagine စုမှာ manufacturer name ပါတယ်နောက်တစ်ခုက date of manufacturer ဘယ်နေ့ကထုတ်ထားလဲဆိုတာပါတယ် imagine စုမှာကြည့်ကြည့်ပေါ့နော်ပြီးတော့နောက်တစ်ခုက site ပါတယ်ပေါ့နော်ဘာ site ဘယ်လောက်လဲပေါ့နော် site ပါတယ်နောက်သူ့ရဲ့ serial နံပါတ် imagine စုရဲ့ serial နံပါတ်ပါတယ်ပေါ့နော်နောက်တစ်ခုက ship name ပေါ့သူ့ရဲ့ ship name port registry ဒါကတော့ခုန light jacket နဲ့သွားတူတယ် ship name port registry ပဲเนาะအဲ့ဒီပါအဲဒီမှာပေါ့နော်ဒါ imagine စုပေါ့ imagine စုကလေဟိုနှစ်မျိုးရှိရသလားနှစ်မျိုးဆိုတာကလေတစ်မျိုးက imagine စုဝတ်ရင် light jacket ဝတ်เสียမလိုတဲ့ type ပေါ့ပြောရမယ်ဆိုရင်အဲ့ဒါကအကိုအခန်းထဲက imagine စုရဲ့ instruction ကိုကြည့်ကြည့်ရင်ရတယ်ကြည့်လိုက်ရင် तू က instruction မှာပါပြီးသား imagine စုက light jacket နဲ့တွဲဝတ်ရမှာလားတွဲမဝတ်ရဘူးလားဆိုတာပါတယ်အဲ့တော့အကို light jacket နဲ့တွဲမဝတ်ရဘူးဆိုရင်အေးတဲ့နေရာမှာခုံချရတော့ပါလို့ဆိုရင်ဒါ imagine စုကိုပဲဝတ်ရမှာပေါ့ light jacket ဝတ်เสียမလို့အကယ်မဟုတ်ဘူးတွဲဝတ်ရတာမျိုးဆိုရင် light jacket ဝတ်ရတယ်မဟုတ်ရင် buoyancy မပါတဲ့အတွက်မြုပ်သွားမှာ तू က light jacket တွဲဝတ်ပေးရမယ်type နှစ်မျိုးရှိရပေါ့နော်အဲ့ဒါတွေကအခု instruction မှာပါတယ်အဲ့ဒီအခု imagine စုကိုဖွင့်ကြည့်လိုက်ရင် instruction ပါလိမ့်မယ်အပြင်လေးမှာလေအဲ့ပါတယ်ဗျာများသောအားဖြင့်တဲ့နော်